မင်္ဂလာပါအားလုံးပဲရေကျုံမှာရှိရကျွန်တော်ရဲ့ကိုယ်မရအားလုံးပဲမင်္ဂလာပါဗျကဲကျွန်တော်တို့ဒီတနင်္လာနေ့မှာတော့ဗောနော်ဒီချုပ်ကွက်ကလေးအားလုံးအောင်မြင်သွားတယ်ဗျနော်အားကြောင့်မလို့ဒီတနင်္လာနေ့မှာထွက်ထားခဲ့ခြင်းကြောင့်ခေါ်ပင်မှာနော်အောင်မြင်ထားခဲ့ခြင်းကြောင့်ကျွန်တော်တို့ဖြည်းဖြည်းမှာတေချာပေါက်ကြားမဲ့မွေးကန်းစနော်ကျွန်တော်ပြပေးမယ်ကျွန်တော်ဒီ channel ကနေပဲကျွန်တော်တင်ပေးမယ်ဘာလို့လဲဆိုဟို channel လေးမှာကကြည့်ရှုသူမရှိဘူးဗျနော်ကြည့်ရှုသူမရှိတော့ကျွန်တော်ဟိုပေါက်တဲ့သူမရှိဘူးပေါ့နော်အဲ့တော့ဒီမှာကြည့်ရှုသူများတယ်ပေါက်တဲ့သူများအောင်လို့ကျွန်တော်ပြပေးမယ်ထွက်ကနန်းလေးလည်းလွှင့်ပေးမယ်ကျွန်တော်ရဲ့ဒီတပတ်စာမွေးကနန်းလေးလည်းတွင်ပေးမယ်နော်တကွာကောင်းမွေးကနန်းလိုချင်တယ်ဆိုရင်ကျွန်တော်ရောင်းမယ်နော်ဒါအရှင်းဆုံးပြောတာတကွာကောင်းမွေးကနန်းလိုချင်တယ်ဆိုရင်ကျွန်တော်ရောင်းမယ်ကျွန်တော်ရှိမှယူဘူးတဲ့သူတွေလည်းသိတယ်ဒါကြံခဲ့တဲ့ပွဲတွေကလည်းကျွန်တော်ပြောထားပြီးသားဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော် site ကလေးကိုအရင်ဆုံးပြပေးမယ်ဟုတ်ပြီနော် site ကလေးကိုအရင်ဆုံးပြပေးမယ်ကျွန်တော်တို့ဒီပွဲမှာထွက်ထားတယ်ပေါ့နော်ခွန်ကိုဒီပွဲမှာထွက်ထားတဲ့ခွန်ကိုဒီတဲ့နောက်သူ့ရဲ့ဇောင်းပင်မှာခွန်ကိုလို့ပြန်ကြပေးရမယ်နော်အဲ့လိုခွန်ကိုလို့ကြပြီးတာနဲ့ကျွန်တော်ကိုမကြီးအဲ့ဒီပွဲတွင်းမှာထွက်ထားတဲ့ကဏ္ဍတစ်ခွက်30ဆိုတဲ့ကဏ္ဍတစ်ခွက်ဒီတဲ့နောက်ပွဲမှာ30လို့ပြန်ကြပေးရမယ်နော်ကြပေးရနော်အဲ့လိုကြပေးပြီးတာနဲ့ကျွန်တော်ရဲ့ကိုမကြီးနော်အဲ့ဒီပွဲတွင်းမှာကြထားတယ်ပေါ့နော်ဒီမှာခွန်ကိုလို့ထွက်တယ်အဲ့ဒီခွန်ကိုကနေပြီးဒီပွဲမှာခွန်ကိုလို့ထပ်ခေါ်ပြီးရတယ်အဲ့ဒီအဲ့ပွဲတွင်းမှာထွက်ထားတဲ့ကဏ္ဍတစ်ခွက်30ဒီနောက်ပွဲမှာထွက်နော်အဲ့ဒီထွက်ပြီးတာနဲ့အဲ့ဒီပွဲတွင်းမှာထွက်ထားတဲ့ကဏ္ဍတစ်ခွက်ဒီတဲ့နော်သူ့ရဲ့အောက်ဇောင်းပင်မှာနော်သူ့ရဲ့အောက်ဇောင်းပင်မှာ94လို့ပဲပြန်ထွက်ပေးရမယ်တကွက်သေးရွေးချယ်မှုဦးမိုက်ဖူးဟေးလို့ဆက်ရမိုက်ဖူးတော်ဆိုးပါနော်94နော်94လို့ပဲပြန်ထွက်ပြရမယ်အဲ့ကချက်မသုံးတော့ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်နောက်တစ်ပင်ကြည့်ဒီမှာခေါ်ပင်နေနဲ့45နော်ဒီ45နေပြီးတော့ဒီပွဲတွင်းမှာ45လို့သူ့ရဲ့အပေါ်ဆောင်ပင်မှာပြန်ရိုက်ပြီးအဲ့လိုရိုက်ပေးပြီးရတယ်အဲ့ဒီပွဲတွင်းမှာထွက်ထားတဲ့ကဏ္ဍတစ်ခွက်80ဆိုတဲ့ကဏ္ဍတစ်ခွက်ဒီသူ့ရဲ့အောက်ပင်မှာ80လို့ပြန်ရိုက်ပေးရမယ်ဟုတ်ပြီနော်ဒါဒီပင်ကိုအရင်ဆုံးကြည့်မယ်နော်ဒီပင်ကိုနောက်ပြီးမှပြန်ကြည့်မယ်ဘာလို့ဆိုတော့ဒီမှာကာချက်တိတ်မလှတော့နော်အဲ့တော့ဒီပင်ကိုအရင်ကြည့်မယ်ဒါဆိုရင်နောက်တစ်ပင်အနေနဲ့ကျွန်တော်တို့ကဒီမှာ3.4ဝိုင်းထားတယ်နော်ဝိုင်းထားပြီးသားကျွန်တော်ရှာထားပြီးသားလေးကိုပြန်ပြီးတော့နားလည်အောင်ပြပေးတာခွန်ကိုလို့ရိုက်ပြီးရတယ်အဲ့ဒီပွဲထဲမှာထွက်ထားတဲ့ကဏ္ဍတစ်ခွက်30ဒီအောက်ပင်မှာ30လို့ရိုက်တယ်နော်အဲ့လိုရိုက်ပြီးတယ်ဒီထိပဲကြည့်ပြီးလို့ရှိရင်ဒီကနေပြီးခေါ်ပြီးဖြည်းဖြည်းတခါတည်းပြီးမှပြမယ်နော်အဲ့တော့ဒီမှာ3.4ဆိုတဲ့ကဏ္ဍဒီတဲ့သူ့ရဲ့နော်အပေါ်ဆောင်ပင်မှာ40လို့ပြန်ပြီးတော့ရိုက်ပေးပြီးတာနဲ့တဲ့နော်အဲ့ဒီပွဲထဲမှာထွက်ထားတဲ့ဟောဒီမှာ16ဆိုတဲ့ကဏ္ဍဒီကျွန်တော်ကိုမတွေသူ့ရဲ့အောက်ပင်မှာ16လို့ပဲပြန်ပြီးတော့ရိုက်ပေးရမယ်နော်16လို့ပဲပြန်ပြီးတော့ရိုက်ပေးရမယ်ဟုတ်ပြီဒါဆိုရင်နောက်တစ်ပင်အနေနဲ့ကကျွန်တော်တို့ကနေမှာ62ဆိုတဲ့ကဏ္ဍ62ဆိုတဲ့ကဏ္ဍဒီပွဲမှာလဲ62လို့ပြန်ရိုက်ပြီးတာနဲ့အဲ့ဒီပွဲထဲမှာထွက်ထားတဲ့ဟောဒီမှာ89ဆိုတဲ့ကဏ္ဍဒီတဲ့သူ့ရဲ့အောက်ပင်မှာ89လို့ပြန်ပြီးတော့ရိုက်ပေးရမယ်ဟုတ်ပြီနော်ကဲဒါဆိုရင်နောက်တစ်ပင်အနေနဲ့လဲဒီလိုပဲနော်40ဆိုတဲ့ကဏ္ဍဟောဒီ40ဒီသူ့ရဲ့အပေါ်ဆောင်ပင်မှာ40လို့ရိုက်ပြီးတာနဲ့တဲ့အဲ့ဒီပွဲထဲမှာထွက်ထားတဲ့ဟောဒီမှာ38ဆိုတဲ့ကဏ္ဍဒီသူ့ရဲ့အောက်ပင်မှာ38လို့ပဲပြန်ပြီးတော့ရိုက်ပေးရမယ်နော်ဒါကျွန်တော်ဘူဒီမတွေအတွက်ဒါခက်ခဲနေတဲ့ site ကလေးတွေအားလုံးကိုနော်ကျွန်တော် site ကောင်းလေးတွေတင်ပေးမယ်ဗျနော်အဲ့တော့တကွက်ကောင်းလိုချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဖုန်းနံပါတ်တွေတင်ပေးထားတာရှိရနော်တကွက်ကောင်းမွေးကနန်းလိုချင်တယ်ဆိုရင်တော့နော်ပိုင်မရောင်းမှာမပိုင်မဲနဲ့လည်းကျွန်တော်မရောဘူးအခုကြံခဲ့တဲ့ပွဲရဆိုရင်ကျွန်တော်မပိုင်တဲ့အတွက်လိုက်လဲမလွှင့်ဘူးရောင်းလည်းမရောင်းဘူးဟုတ်ပြီနော်ကဲဒါဆိုရင်ဒီမှာ34ဆိုတဲ့ကနန်းအဲ့ဒီ34ဆိုတဲ့ကနန်းဒီတဲ့ဒီပွဲမှာ43လို့ပြန်ရိုက်sorry ဒီပွဲမှာ43လို့ပြန်ရိုက်ပြီးတယ်နော်အဲ့ဒီပွဲမှာ43လို့ပြန်ရိုက်ပြီးရတယ်အဲ့ဒီပွဲထဲမှာထွက်ထားတဲ့13ဆိုတဲ့ကနန်းဒီသူ့ရဲ့အောက်ပွဲမှာလည်း13လို့ပြန်ကြပြီးရမယ်ဟုတ်ပြီနော်13လို့ပြန်ကြပြီးရမယ်ကဲဒါဆိုရင်နောက်တစ်ပင်အနေနဲ့54ဆိုတဲ့ကနန်းဟောဒီမှာ54ဆိုတဲ့ကနန်းဒီပွဲမှာ54လို့ပြန်ပြီးတော့ရိုက်ပြီးပြီးသွားတာနဲ့တဲ့ကျွန်တော်ရဲ့ကိုယ်တွေမတွေအဲ့ဒီပွဲထဲမှာထွက်ထားတဲ့ဟောဒီမှာ24ဆိုတဲ့ကနန်းဒီလေအောက်မှာ42လို့ပြန်ရိုက်ပြီးရမယ်ဟုတ်ပြီနော်သူရဲ့ခေါ်ပင်ပြီးဒီအပင်ဒီမှန်ပြီးသွားပြီပေါ့နော်ဒီပင်ဒီမှန်ပြီးသွားပြီကျွန်တော်အခုပြပေးတဲ့အမှန်ပင်ဒီမှန်ပြီးသွားပြီအဲ့တော့ကျွန်တော်ရဲ့ site ကလေးကိုပြီးဆုံးအောင်ကြည့်ပေးပါဗျနော်ကဲတော့ဒီမှာ60ဆိုတဲ့ကနန်းခေါ်ပင်60ဆိုတဲ့ကနန်းကဒီမှာ60ဆိုတဲ့ကနန်းပေါ့နော်ပြန်ကြပေးတယ်
နော်အဲ့လိုကြပြီးတာနဲ့ကျွန်တော်တို့ကဒီမှာ3ည6ဆိုတဲ့ကဏ္ဍဒီလေကျွန်တော်တို့60လို့သူ့ရဲ့အောက်ပင်မှာပြန်ရိုက်ပြီးတယ်နော်အဲ့လိုမျိုးလေးတွေရိုက်ပေးထားတယ်နော်ဒါဆိုရင်နောက်တစ်ပင်အနေနဲ့ကကျွန်တော်တို့ကဒီမှာ3ည3ဆိုတဲ့ကဏ္ဍ3ည3ဆိုတဲ့ကဏ္ဍဒီမှာ3ည3လို့ပဲပြန်ပြီးတော့ရိုက်ပေးထားတယ်နော်3ည3လို့ပြန်ရိုက်ပေးပြီးတာနဲ့တဲ့ဒီမှာ58ဆိုတဲ့ကဏ္ဍကလည်းဒီမှာ85လို့ပြန်ပေးထားတယ်ဟုတ်ပြီနော်ဒီထိမှန်သွားပြီဒီထိမှန်သွားပြီဆိုကျွန်တော်တို့ကအပင်ကိုပြန်ဒါခေါ်ပင်ဖြည့်ပြီးပေါ့နော်ရန်နေပဲ60ရန်နေပဲ60လို့ထွက်လို့3ည6က60လို့ပြန်ကြတယ်30ရန်နေ30လို့သွားလို့58ကနေပြီး85လို့ပြန်ကြတယ်ကဏ္ဍကတော့အကွက်ချုပ်ထိုးရမှာပေါ့ဗျာနော်ဒါတပွဲလုံးဒီတပွဲလုံးကကဏ္ဍဒီမှာပြန်ကြပေးတယ်ဆိုတာလေးပေါ့ကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ခုနကပြပေးတဲ့အပင်တိုင်းကိုဆက်သွားမယ်နော်အပင်တိုင်းကိုဆက်သွားမယ်ဆိုတော့ကျွန်တော်တို့ကဒီမှာခွန်ကိုလို့ကြပြီးတာနဲ့30က30လို့ပြန်ပေးတယ်နော်ဒီပွဲတွင်းမှာထွက်ထားတဲ့ကဏ္ဍတစ်ကွက်89ကဒီပွဲတွင်းမှာတစ်ကွက်လို့ပြန်ရိုက်ပြီးရတယ်ဒီပွဲတွင်းမှာထွက်ထားတဲ့ကဏ္ဍတစ်ကွက်30ဒီအောက်ပွဲမှာပြန်ပြီးတော့ရိုက်ပေးရမယ်အဲ့လိုရိုက်ပေးပြီးတာနဲ့ကျွန်တော်တို့ကဒီမှာ94ဆိုတဲ့ကဏ္ဍဒီလေသူ့ရဲ့အောက်တပွဲကျော်ဇောင်းပင်မှာတဲ့94လို့ပဲပြန်ပြီးတော့ရိုက်ပေးတယ်နော်94လို့ပဲပြန်ပြီးတော့ရိုက်ပေးတယ်ဒါဒီဥစ္စာခုနကကားချဲတိတ်မကောင်းလို့ဖြစ်သွားတာနော်အဲ့တော့နောက်တစ်ပင်အနေနဲ့ကဒီမှာက45ဆိုတဲ့ကဏ္ဍကဒီပွဲတွင်းမှာ45လို့ပြန်ရိုက်တယ်အဲ့လိုရိုက်ပြီးတာနဲ့ဒီမှာ80ဆိုတဲ့ကဏ္ဍက80လို့ပြန်ပြီးသွားပြီအဲ့လိုပြန်ပြီးတော့ကျွန်တော်တို့ကဒီမှာ3ည3ဆိုတဲ့ကဏ္ဍတစ်ခွက်တည်းတဲ့သူ့ရဲ့အောက်ဇောင်းပင်မှာတဲ့နော်သူ့ရဲ့အောက်ဇောင်းပင်မှာ30လို့ပြန်ရိုက်ပေးရမယ်နော်ဒါခေါ်ပင်ဖြီပင်တော့ဒါဖြီပင်မရှိသေးတဲ့ဒီမှာချုပ်ပင်လာအောင်ပါနော်ဟုတ်ပြီနော်နှစ်ကြိမ်မှန်သွားပြီနှစ်ကွက်မှန်သွားပြီနော်ဒါဆိုရင်ကျွန်တော်တို့ကဆက်ပြီးတော့ကြည့်မယ်3ည4ဆိုတဲ့ကဏ္ဍ3ည4ဆိုတဲ့ကဏ္ဍကဒီပွဲတွင်းမှာ3ည4လို့ပြန်ကြပြီးရတယ်အဲ့ဒီပွဲတွင်းမှာရှိတဲ့ကဏ္ဍတစ်ခွက်16ဆိုတဲ့ကဏ္ဍကဒီပွဲမှာလည်း16လို့ရိုက်ပြီးရတယ်အဲ့ဒီ16ဒီတဲ့ကျွန်တော်တို့အဲ့ဒီပွဲတွင်းမှာရှိတဲ့14ဆိုတဲ့41ဆိုတဲ့ကဏ္ဍဒီပွဲတွင်းမှာထွက်ထားတဲ့41ဆိုတဲ့ကဏ္ဍဒီကျွန်တော်တို့ဒီသူ့ရဲ့အောက်ဇောင်းပင်မှာ14လို့ထွက်ပေးရမယ်ပွဲရင်ကက်ရက်တွေပါပဲဗျနော်တေချာလေးကြည့်ပါ6လေးပြီးတော့နောက်တစ်ပွဲမှာ30နောက်တစ်ပွဲပြီးမှ14နော်ဟုတ်ပြီနော်ဒီလိုလေးတွေသွားထားတယ်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ကနော်နောက်ပွဲအနေနဲ့က6နှစ်ဆိုတဲ့ကဏ္ဍဒီ6နှစ်လို့ရိုက်တယ်6နှစ်ကနေ6နှစ်လို့ရိုက်ပြန်တယ်အဲ့ဒီ6နှစ်ထွက်ထားတဲ့ပွဲတွင်းမှာထွက်ထားတဲ့ကဏ္ဍတစ်ခွက်ဒီတဲ့အောက်ပွဲကိုပေးတယ်ခွန်9ဆိုတဲ့ကဏ္ဍကခွန်9လို့ပေးတယ်နော်အဲ့လိုပေးပြီးတာနဲ့နော်အဲ့လိုပေးပြီးတာနဲ့ကျွန်တော်တို့က54ဆိုတဲ့ကဏ္ဍဒီသူ့ရဲ့အောက်ဇောင်းပင်မှာနော်ဒီမှာနော်သူ့ရဲ့အောက်ဇောင်းပင်မှာ45လို့ပြန်လဲလို့ရိုက်ပေးထားတယ်နော်45လို့ပြန်ပြီးတော့ရိုက်ပေးထားတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကတောက်လျှောက်မှန်နေတာအခုလဲကျသွားပြီမနေ့ကကျကျသွားပြီအားကြောင့်မလို့ပေါ့နော်အဲ့တော့ဒီမှာ40ဆိုတဲ့ကဏ္ဍက40လို့ပြန်ရိုက်ပြီးရတဲ့38ဒီ38လို့ပြန်ပေးထားတယ်နော်38လို့ပြန်ပေးထားတယ်ပြန်ပေးထားခြင်းကြောင့်ねကျွန်တော်ရဲ့ကိုဒီမတွေနော်40ဆိုတဲ့ကဏ္ဍက40လို့ရိုက်မယ်304ဆိုတဲ့ကဏ္ဍက40လို့ရိုက်မယ်ရိုက်ပြီးတော့ဒီကိုနှစ်ပြီးတော့40ဆိုတဲ့ကဏ္ဍက40လို့ရိုက်မယ်နော်ရိုက်ပြီးတာနဲ့အဲ့ဒီပွဲထဲမှာထွက်ထားတဲ့ကဏ္ဍတစ်ခွက်တည်းတဲ့သူ့ရဲ့အောက်ပွဲမှာပေးရမယ်နော်ပေးပြီးတာနဲ့အဲ့ဒီပွဲထဲမှာထွက်ထားတဲ့ဟောဒီမှာ38ဆိုတဲ့ကဏ္ဍတည်းတဲ့ကျွန်တော်တို့ကဒီမှာ83လို့ပြန်ပြီးတော့ပေးထားတယ်ဟုတ်ပြီနော်ဒီမှာနော်40က40လို့ရိုက်တယ်ရိုက်ပြီးတာနဲ့38ဆိုတဲ့ကဏ္ဍက38လို့ပေးလို့ဒီ38တည်းလေသူ့ရဲ့အောက်ဇောင်းပင်မှာ83လို့ပဲပြန်ပြီးတော့ရိုက်ပေးတယ်ဟုတ်ပြီနော်ကဲဒါဆိုရင်ကျွန်တော်တို့ဒီမှာတပင်နေနဲ့ဒီမှာထွက်ခဲ့တဲ့အပင်ပေါ့နော်မှန်သလားမမှန်သလားဆိုတာကြည့်34ဒီ43လို့ရိုက်တယ်34ဒီ43လို့ရိုက်ပြီးရတယ်ဟောဒီမှာပွဲတွင်းမှာရှိတဲ့13ဆိုတဲ့ကဏ္ဍဒီ13လို့ပြန်ရိုက်တယ်ရိုက်ပြီးရတယ်အဲ့ဒီပွဲတွင်းမှာရှိတဲ့ကဏ္ဍတစ်ခွက်ဒီပွဲတွင်းမှာပြန်ကြပေးရမယ်ဆိုတော့68ကဲ39ရဲ့54ရဲ့13ရဲ့2134 2663ဆိုပြီးတော့ကျွန်တော်တို့ကဒီမှာ35ဆိုတဲ့ကဏ္ဍဒီရဲ့ဒီမှာ35လို့ပြန်ပြီးတော့မနေ့ကညနေကရိုက်ပေးသွားပြီနော်ဖြစ်ခဲ့တာတွေပြောပြတာဒါကစမြုံပြန်တာမဟုတ်ဘူးခေါ်ပင်ရှိလို့ပြပေးတာကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကအခုထွက်မဲ့အပင်ကိုပြပေးမယ်နော်အခုထွက်မဲ့အပင်ကိုပြပေးမယ်ဟုတ်ပြီနော်ကဲဒါဆိုရင်အဲ့လိုတွေရိုက်ပေးထားပါတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဆက်ပြီးတော့ကြည့်လို့ရပြီပေါ့နော်ဆက်ပြီးတော့ကြည့်လို့ရပြီဆိုတော့ဒီပင်ကနေပဲကျွန်တော်တို့ကြည့်မယ်နော်ဒီပင်ကနေပဲကြည့်မယ်40ဆိုတဲ့ကဏ္ဍဒီတဲ့40လို့ရိုက်ပြီးတာနဲ့83က83လို့ပေး83လို့ပေးပြီးတာနဲ့အဲ့ဒီ83ဒီမှာ38လို့ကျွန်တော်တို့ကကြပေးပြီးတာနဲ့တဲ့နော်အဲ့ဒီပွဲထဲမှာထွက်ထားတဲ့ကျွန်တော်တို့နော်3ညခွန်းဆိုတဲ့ကဏ္ဍဒီနော်3ညခွန်းဆိုတဲ့ကဏ္ဍဒီ
သူ့ရဲ့အောက်ဇောင်းပင်မှာသူ့ရဲ့အောက်ဇောင်းပင်တစ်ပွဲကျော်မှာ80လို့ပြန်ရိုက်ပေးရမယ်ဟုတ်ပြီနော်ဒီမှာ3ညခုံဆိုတဲ့ကဏ္ဍဒီတဲ့သူ့ရဲ့အောက်ဇောင်းပင်မှာ80လို့ပြန်ရိုက်ပေးရမယ်မှတ်ပြီလား40ဒီကျွန်တော်ရဲ့ကိုဒီမှာတွေ40လို့ပြန်ရိုက်ပြီးရတဲ့38က38လို့ပြန်ပေးအဲ့လိုပေးပြီးရတဲ့အဲ့ဒီပွဲထဲမှာထွက်ထားတဲ့38ဒီလေသူ့ရဲ့အောက်ဇောင်းပင်မှာပြန်ပေးနော်ပြန်ပေးပြီးရတဲ့80သူကခေါ်ပင်ကတော့ဒီလောက်ကနေခေါ်ရင်ရတယ်ပေါ့နော်ထားလိုက်ပါတော့နော်80ကနေပြီးတော့ကျွန်တော်တို့ဒီပွဲကို80လို့ပြန်ပြီးတော့ရိုက်ပေးထားတယ်နော်အဲ့တော့ကျွန်တော်တို့ကနော်20 28 60 40 39 98 38 28 15 33ဆိုပြီးထိုးရင်တကွက်ထွက်ပြီနော်တကွက်ထွက်ပြီကဲဟုတ်ပြီဒါဆိုရင်34က43လို့ရိုက်ပြီးတာနဲ့အဲ့ဒီပွဲထဲမှာထွက်ထားတဲ့13ဆိုတဲ့ကဏ္ဍကလည်း13လို့ပြန်ပေးပြီးတာနဲ့အဲ့ဒီပွဲထဲမှာထွက်ထားတဲ့ကဏ္ဍတကွက်တည်တဲ့35ဒီမှာကျွန်တော်တို့35လို့ပေးပြီးသွားပြီနော်35လို့ပေးပြီးသွားပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီမှာ54ဆိုတဲ့ကဏ္ဍဒီလေ45လို့ပြန်ပြီးတော့ရိုက်ပြီးတယ်နော်ဒါဒီပင်ကတော့ကျွန်တော်ဆက်ခေါ်ဖို့ over မှာမရှိတော့တာဖြစ်တဲ့အတွက်ဒီပင်ပဲပြပေးမယ်နော်အဲ့တော့ဒီမှာ1339 13 3ဘူး2143 5490ဆိုပြီးတော့ဒီမှာ54လို့အောင်မြင်သွားခဲ့ပြီဟုတ်ပြီနော်ကဲဒါဆိုရင်ဒီပွဲထဲမှာထွက်ထားတဲ့ကဏ္ဍတစ်ခွက်ပေါ့နော်ဒီမှာ35 35 38 68 8 54 8ဘူး80 24 85ဆိုပြီးတော့ဒီကဏ္ဍ10ခွက်ထဲကနေပြီးတော့ဒီမှာတစ်ခွက်ထွက်ပေးရမယ်နော်အဲ့တော့ဒီမှာ38ဆိုတဲ့ကဏ္ဍဒီလေ83လို့ပြန်ပြီးတော့ရိုက်ပေးထားတယ်ဟုတ်ပြီနော်ကဲဒါဆိုရင်နောက်တဲ့တပင်အနေနဲ့63 98 38 68 6ဘူး5နှစ်6248ဆိုပြီးတော့ဒီထဲမှာအဲ့ဒီကဏ္ဍ10ခွက်ဒီလေဒီထဲမှာကြပေးရမယ်နော်အဲ့ဒီကဏ္ဍ10ခွက်ကဒီထဲမှာကြပေးရမယ်ဆိုတော့10ခွက်စလုံးထိုးစရာမလိုဘူးနော်အဲ့ထဲမှာကျွန်တော်တင်ခွက်ရေးပေးမယ်အဲ့တော့ကျွန်တော်တို့8ကြိမ်စာပေါ့နော်8ကြိမ်မွေးထိုးရမယ်ကဏ္ဍဒီ60 39 98 36 68 29 6ဘူး5နှစ်ပြီးလို့ရှိရင်6နှစ်48နော်ဒါဒီကနန်း10ခွက်ထဲကနေပြီးတော့တကွက်တေချာပေါက်ထွက်မယ်အဲ့ဒါမှကျွန်တော်တင်ခွက်ရွေးပေးမယ်တင်ခွက်ဘယ်လိုရွေးမလဲဆိုတော့ကျွန်တော်တို့3ညခွန်နော်ဆိုတော့20 68 3ညခွန်38တင်5ဒီကနန်း5ခွက်ထဲကနေပဲကျွန်တော်တို့ကပြန်ထွက်ပေးတာနော်9680ဆိုပြီးတော့ဒီမှာမနက်ပိုင်းကနန်းဒီမနက်ပိုင်းကိုပြန်ပို့ပေးနေတယ်နော်မနက်ပိုင်းကနန်းဒီမနက်ပိုင်းကိုပြန်ပို့ပေးနေတယ်ဟုတ်ပြီနော်ကဲအဲ့ဒီလားတူတိုင်းပဲ13 13 21 54ဆိုပြီးတော့ဒီမှာကျတော့3ခွက်ထဲကနန်း3ခွက်မနက်ပိုင်းကနန်း3ခွက်ထဲကိုဒီမှာပြန်ပြီးတော့မနက်ပိုင်းပြန်ပေးနေတာနော်အဲ့တော့မနက်ပိုင်းတီးတန့်မွေးရမှာပေါ့နော်9645 9628 98ဆိုပြီးတော့ကျွန်တော်တို့45ထွက်သွားတယ်နော်54က45လို့ထွက်ပေးသွားတယ်ဟုတ်ပြီနော်ကဲဒါဆိုရင်နောက်တစ်ပင်နေနဲ့မနက်ပိုင်းတီးတန့်လေးကိုပဲကြည့်ပေး35 38 8ခွန်8ဘူး24ဆိုပြီးတော့ကြာပေးထားတယ်ဟုတ်ပြီနော်အဲ့ထဲမှာကျွန်တော်တို့ကဒီမှာ83ဆိုပြီးတော့မနက်ပိုင်းကနန်းကိုပဲပြန်ပြီးတော့ပို့ပေးထားတယ်နော်မနက်ပိုင်းကနန်းကမနက်ပိုင်းကနန်းကိုပဲပို့ပေးထားတယ်ကဲအဲ့တော့ကျွန်တော်တို့ကဒီမှာ60 98 68 6ဘူး6နှစ်ဆိုပြီးတော့ကျွန်တော်တို့ကဒီမနက်ပိုင်းကနန်းလေးတွေကိုပဲကျွန်တော်တို့ဦးစားပေးပြီးတော့ထိုးပေးရမယ်ဟုတ်ပြီနော်မနက်ပိုင်းကနန်းလေးတွေကိုထိုးရမယ်ဒါဆိုရင်ကျွန်တော်တို့ကကနန်း10ခွက်ကနေပြီးတော့9ခွက်ပဲရှိတော့တယ်အဲ့ဒီ9ခွက်ကနေပြီးတော့ထပ်ပြီးတော့ချုပ်အောင်မယ်ကနန်းအကွက်နေအောင်လို့နော်ကနန်းအကွက်နေအောင်လို့ထပ်ပြီးတော့ချုပ်အောင်မယ်ထပ်ပြီးတော့ဘလို့ချုပ်မလဲဆိုတော့ကျွန်တော်တို့ကဒီမှာ80နော်80ဆိုတဲ့ကနန်းအဲ့ဒီ90ဆိုတဲ့ကနန်းဒီတဲ့အင်္ဂါဘော်ဒဘူးကြာတာပရိအင်္ဂါဘော်ဒဘူးကြာတာပရိဆိုတဲ့ကနန်းဒီကျွန်တော်တို့ကဒီမှာ80အင်္ဂါဘော်ဒဘူးကြာတာပရိအင်္ဂါနေ့မှာလာပြီးတော့ရိုက်ပေးထားတယ်နော်ဒီအင်္ဂါဘော်ဒဘူးကြာတာပရိဒီ3ရက်ထဲကမနက်ပိုင်းတီးတန့်ကနန်းဒီတဲ့ဒီ3ရက်မနက်ပိုင်းတီးတန့်မှာလာပြီးတော့ထွက်ပေးရမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကမနက်ပိုင်းတီးတန့်ကို683938 683938ဆိုရင်3ခွက်ထဲနဲ့เนาะတနေ့အင်္ဂါဘော်ဒဘူးကြာတာပရိမနက်3ချိန်နဲ့မွေးယုံနဲ့ကျွန်တော်တို့ဒီမှာတစ်ခွက်ထွက်မယ်ဟုတ်ပြီနော်
အဲ့လိုအကွက်အများကြီးမထိုးခြင်းဘူး683938 3ကွက်တောင်မထိုးခြင်းဘူးတစ်ကွက်တည်းထိုးခြင်းနဲ့ဆိုရင်ကျွန်တော်ဟယ်လိုလိုက်နော်ကျွန်တော်ဟယ်လိုလေးသာလုပ်လိုက်နော်ကျွန်တော်ဖုန်းနံပါတ်ချရေးပေးမယ်ဟုတ်ပြီနော်ကြအဲ့တော့နောက်ထပ်တပိန်အနေနဲ့ကြည့်မယ်နော်အင်္ဂါပေါ်တဘူးကြာတာပတိဒီ3ရက်အတွင်းကကနန်းကလည်းဒီ3ရက်အတွင်းမှာပဲလာပေးပြီးနေတာနော်အင်္ဂါပေါ်တဘူးကြာတာပတိအင်္ဂါ132154ဒီကနန်း3ကွက်ဒီအင်္ဂါပေါ်တဘူးကြာတာပတိအင်္ဂါပေါ်တဘူးကြာတာပတိဒီနေ့ရမနေ့ကရတပတ်ခရ3ရက်ထဲမနက်ပိုင်းတီးတန့်ထိုးရမှာ3ချိန်နဲ့ထိုးရမှာတကွက်ကောင်းကို3ချိန်နဲ့ထိုးရတာခင်ဗျားတို့တူတူတန်တန်မထိုးနိုင်ဘူးဆိုရင်တော့ခင်ဗျားတို့သဘောပဲနော်အဲ့တော့ဒီမှာ54ဒီ45လို့ပြန်ရိုက်ပေးတာနော်ကျွန်တော်တို့ကဒီဘက်မှာ305မှန်ပေးထားလို့ဒီပင်ကိုကျွန်တော်တို့အကြိုက်ပင်ခေါ်ပေးထားတာနော်ဟုတ်ပြီဒါဆိုရင်နောက်တစ်ပင်နေနဲ့ကြည့်3888ခွန်8ဘူးနော်အင်္ဂါဗော်ဒဘူးကြာတာပရိဒီအင်္ဂါဗော်ဒဘူးကြာတာပရိကနန်းကပဲတဲ့အင်္ဂါဗော်ဒဘူးကြာတာပရိမှာပြန်ပြီးတော့ကြာပေးတာနော်အဲ့တော့ဒီမှာ38ဆိုတဲ့အင်္ဂါကနန်းဒီ83ဆိုပြီးတော့ဗော်ဒဘူးနေမနက်မှာလာပြီးတော့ကြာပေးတာနော်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ကဒီမှာနောက်ထပ်ဒီမှာအခုမှထွက်မဲ့အပင်ပေါ့နော်ထွက်မဲ့အပင်မှာကျွန်တော်တို့ကအင်္ဂါဗော်ဒဘူးကြာတာပရိ6868ဘူးဆိုတဲ့ဒီကနန်း3ကွက်ဒီတဲ့နော်အင်္ဂါဗော်ဒဘူးကြာတာပရိ6868ဘူးအဲ့တော့ကျွန်တော်တို့က3ချိန်နဲ့မွေးရမှာနော်နော်မနက်သီးသန့်အတွက်ကို6868ဘူးနော်ဒီ3ကွက်ထဲမွေးနော်68က68က6ဘူးရဒီ3ကွက်ထဲမွေးအဲ့လားမှမမွေးခြင်းဘူးနော်ကျွန်တော်ရဲ့စိတ်ကြိုက်နန်းကိုလိုချင်တယ်ဆိုရင်ဖုန်းဆက်နော်ဖုန်းနံပါတ်ရေးပေးမယ်39 603 400 339နော်39 424 626 245ဟုတ်ပြီနော်ဖုန်းဆက်လို့ရတယ်နော်တကွက်ကောနော်တကွက်ကောင်းမွေးခြင်းနဲ့ဆိုရင်ကျွန်တော်ကိုဒီမှာဖုန်းဆက်ပါ603 400 339နော်အဲ့တော့မနက်ပိုင်းတီးတန့်တနေ့နေ့မှာထွက်ပြီးသွားပြီအင်္ဂါဗော်ဒဘူးကြာတာပြီမနက်ပိုင်းတီးတန့်3ရက်စာကို6866ဘူးအဲ့ဒီမှာကျွန်တော်တကွက်ထဲရွေးပြီးမှတကွက်ထဲဒီ3ခွက်ကိုထိုးခြင်းလဲထိုးနော်လက်ကြီးသမားတွေအားလုံးစိန်ခေါ်ပြီးတော့ကျွန်တော်ဘက်ကနေပြီးတော့နော်ပေးမယ်နော်အဲ့ဒါမှမဟုတ်လို့ကျွန်တော်တို့ပေးတဲ့တကွက်ထဲဒီမထွက်ခဲ့တော့ရှင်ကျွန်တော်အကိုဒီမတွေအားလုံးလွှဲပေးထားတဲ့ငွေတိုင်းတပြားမှမရော့တစ်ချက်မှမရော့ပဲပြန်လွှဲပေးမှာနော်အဲ့တော့လုံးဝအာမခံနဲ့ပေးမယ်လိုချင်တယ်ဆိုရင်တော့ဖုန်းဆက်ပေး39 603 400 339 39 424 626 245နော်ဖုန်းဆက်ပေးဘိုင်ဘာရှိတယ်ဘိုင်ဘာမှာပြောပေးလို့လည်းရတယ်နော်မနက်ပိုင်းတီးတန့်မယ်မွေးရမယ်နော်အဲ့တော့6866ဘူးဒီကနန်း3ခွက်စလုံးမမွေးချင်ဘူးတကွက်ထဲကိုပိုင်နိုင်မွေးချင်တယ်ဆိုရင်တော့ကျွန်တော်ကိုဖုန်းဆက်ပေးနော်အဲ့တော့တကွက်ကောင်းကျွန်တော်ရောင်းမယ်ဗျာနော်ကျွန်တော်ပိုင်မှပေးတာနော်မပိုင်ရင်မပေးဘူးအဲ့လားမှမဟုတ်လို့ဒီအကုန်လုံးချုပ်ထိုးခြင်းနဲ့ဆိုရင်တော့ပို့ပြီးတော့တေးကြတာပေါ့နော်ဒီမှာ3ခွက်ထဲချပေးထားတာဒီ3ခွက်ထဲမှာမထိုးနိုင်ဘူးတကွက်ထဲကိုတစ်ထေးပြည့်ထိုးခြင်းနဲ့ဆိုရင်တော့ဖုန်းဆက်နော်ကျွန်တော်တူတူတန်တန်နဲ့ပေးမယ်တူတူတန်တန်နဲ့ရောင်းပေးမှာနော်အယောအစားရှိမယ်ဟုတ်ပြီနော်ထိုးကြည့်တော့ပြန်မယုံနိုင်ဘူးဝယ်ကြည့်ကိုပြန်ယော်ပေးမယ်နော်မယုံလို့ရှိရင်ဖုန်းဆက်ပါနော်ဟုတ်ပြီနော်ကျွန်တော်ကိုဒီမှာအားလုံးပဲကဲကံကောင်းပါသေးဗျယုံကြည်ထိုးကြည့်ပေါ့နော်